နဲ့ဟောကတခါတလေမိတ်ဆွေအပေါင်းအသင်းတွေကိုခေါ်ပြီးဒိငဲတွေအပုံလိုက်လှောင်ထားတဲ့သူတို့ရဲ့စီလို့ခေါ်တဲ့နေရာကိုခေါ်ပြတဲ့ဒိငဲပုံကြီးကိုလည်းညှိုးထိုးပြီးခက်ကြွားကြွားလေးပြောတတ်သေးတယ်ကြည်စံဘလောက်တောင်ကြက်တီရှိတဲ့ဒိငဲတွေလဲလို့တခါတလေတော့လေအပေါင်းအသင်းတွေကိုဒိငဲတွေကျွေးပြီးအခန့်နေဒါပေမဲ့အမြဲတမ်းတော့မဟုတ်ဘူးဘာမှမကျွေးရပြန်လွတ်လိုက်တဲ့အခါလည်းရှိတယ်ဟန်ကငါတို့ကဟော်ရီဒိငဲတွေကိုထိုက်ထိုက်တန်တန်နဲ့ရထားတာဒီနေရာကိုတွေ့ဖို့ဒုနှစ်ယောက်အကြာကြီးစူးစမ်းခဲ့ရတယ်လို့ပြောပြီးလက်လက်ဆက်ဆက်ဒိငဲတုံးကိုယူပြီးစားလိုက်တယ်ထုံစံအတိုင်းတဝတပြဲစားပြီးနောက်သူအိပ်ပျော်သွားတယ်ညတိုင်းလူကလေးနှစ်ယောက်ကဒိငဲတွေတဝက်တစ်ပိုင်းကြီးတဲပြီးအိမ်ကိုပေါက်ဆက်ဟိုရန်ဒီရိုင်နဲ့ပြန်လာတတ်ကြတယ်နောက်တနေ့မနေ့မိုးလင်းတာနဲ့ဒိငဲစီကိုစားဖို့တဲဖို့စိတ်ချလက်ချနဲ့ပြန်ရောက်သွားကြပြန်ရောဒီလူဦးနဲ့အချိန်ကြီးကတဖြည်းဖြည်းကုန်လာခဲ့တယ်ဒီဒိငဲတွေတက်တက်စားလို့ကုန်မှာမဟုတ်ဘူးဆိုတဲ့ယုံကြည်စိတ်ချမှုကနေကြာတော့တစားနဲ့သူတို့ဘုံဝင်မြင်လာကြတယ်တိတ်မကြပါဘူးသူတို့နှစ်ယောက်ကဘဝကအရင်ကျင်နေနေတော့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကိုသူတို့သတိမမူမိကြတော့ဘူးစနစ်နဲ့စကာရီကတော့နေစာတူကလှုပ်ရှားမှုတွေလုပ်ပြီးဆက်ပြီးစခန်းသွားနေကြတယ်မနေ့တိုင်းသူတို့အစောကြီးရောက်တယ်ဒင်ငယ်တုံးတွေကိုနမ်းလိုက်ကုတ်ချစ်ကြည့်လိုက်ပတ်လေကိုပြေးလာကြည့်လိုက်နဲ့အလုရှုပ်နေတယ်ဒီနေ့နဲ့မနေ့ကဘာတွေပြောင်းလဲသွားတယ်ဆိုတာကိုစစ်ဆေးကြည့်နေကြတယ်ပြီးတော့မှတည်တည်ချာချာထိုင်ပြီးဒင်ငယ်ကိုဆက်တောက်ကြတယ်တနေ့မနေ့သူတို့ဒင်ငယ်ရဲ့သားစီကိုရောက်လာတော့ဒင်ငယ်တွေကတစ်စက်မှမရှိတော့ဘူးအဲ့ဒီအတွက်ဒီချောကလီနှစ်ကောင်ကလုံးဝမအံ့ဩပါဘူးဘာဖြစ်လို့လဲဆိုတော့စနေယာစကာရီတို့ကပါသူတို့စားတောက်နေတဲ့ဒင်ငယ်တွေကတဖြည်းဖြည်းနည်းလာပြီဆိုတာကိုသူတို့ကသိထားတာကိုဒီဖြစ်ပျက်နဲ့တနေ့ကြုံရမယ်ဆိုတာကိုသူတို့ကသိထားပြီးသားပြီးတော့သူတို့ရဲ့ပင်ကိုပီစာအရာဘာဆက်လို့ရမလဲဆိုတာကိုလည်းစဉ်းစားပြီးသားသူတို့တယောက်မျက်နှာတယောက်ကြည့်လိုက်တယ်ပြီးတော့လေဘေးမှာဆွဲထားတဲ့ဖက်နှက်ကိုအသာပြန်ယူပြီးအေးဆေးနဲ့ပြန်စီးတယ်ပြီးတော့ကြိုးချီတယ်ကျွတ်ဆိုတဲ့ကောင်မျိုးကရှေဝေးတွေးမနေဘူးသူတို့ရဲ့ခေါင်းထဲမှာရှုပ်ထွေးယုံကြည်မှုတွေလည်းမရှိဘူးအဲ့ဒီအတွက်ပြဿနာကောအဲ့ဒီပြဿနာရဲ့အဖြေကပါရိုးကလေးပဲစီဆိုတဲ့ဒင်ငယ်ရိတ်သားရဲ့အခြေအနေကပြောင်းလဲသွားပြီဒါကြောင့်ဒီအခြေအနေနဲ့လိုက်ပြီးပြောင်းလဲဖို့သူတို့စုပ်ဖြတ်လိုက်ကြတယ်နှစ်ယောက်သားဝင်ကပါလန်းကြီးစီကိုမျှော်ကြည့်လိုက်ကြတယ်စနက်ကနှာခေါင်းကိုမော့ပြီးအနံ့ခံနေပြီးတော့စကာရီကိုကောင်းချင်းပြလိုက်တယ်စကာရီကလည်းချက်ချင်းပြေးချတော့တာပဲစနစ်ကလည်းစူးစမ်းပြီးသူ့နောက်ကိုအပြေးလိုက်တယ်ဒင်ငယ်ရှာပုံတော်အစ်စ်ကိုသူတို့ချက်ချင်းပြန်စားနိုင်ခဲ့ပြီ